အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြောပြပေးမယ့်အရာလေးကကျွန်တော်တို့ထိုင်းနိုင်ငံတွင်ထိုင်းတီထိုးထားတဲ့အခါကိုထိုးလိုက်တဲ့ထိုင်းတီကပေါက်မပေါက်အလွယ်တကူတိုက်နိုင်တဲ့ဆော်ဝဲလေးကိုကျွန်တော်ဒီနေ့ပြောပြပေးခြင်းပါတယ်အရင်ဦးဆုံးကျွန်တော်တို့ Play Store ကိုဝင်လိုက်ပါ Play Store မှာထိုင်းတီဆိုထိုင်း lottery ဆိုပြီးတော့ရိုက်ကြည့်လိုက်ပါကျွန်တော်ကတော့အလွယ်တကူရှိလို့ဒီမှာပြပေးနေတယ်နော်အဲ့တော့ဝင်လိုက်ပါပြီးတာနဲ့ကျွန်တော်တို့ဒီ open ကိုနှိပ်လိုက်ပါပြန်နေဒီလိုပြလာမယ်နော်ကျွန်တော်တို့ဒီနေရာလေးမှာဒီနေရာလေးကိုနှိပ်လိုက်ပါကြော်ညာလေးခဏတက်မယ်နော်ပြီးတာနဲ့ဒီလိုပြလာပါပြီဒီခါမှာကျွန်တော်တို့ကဒီနေရာမှာအပေါ်ဆုံးအကွက်လေးမှာဒီနေရာမှာကျွန်တော်တို့ထိုးထားတဲ့ခဏန်းတွေကိုရိုက်ထည့်လိုက်ပါကျွန်တော်တို့ထိုးထားတဲ့ခဏန်းတွေကဒီလထွက်ထားတဲ့ထိုင်းထီနဲ့တူညီနေမယ်ဆိုရင်ဝင်းဆိုပြီးပြလာလိမ့်မယ်နော်မတူဘူးဆိုရင်တော့ကျွန်တော်လူဆိုပြီးပြလာလိမ့်မယ်နော်ပုံမှန်ကျွန်တော်ကဏ္ဍ6လုံးရှားထည့်လိုက်မယ်နော်အဲ့ဒါဆိုရင်ဒီမှာယူလူဆိုပြီးတော့ပြလိုက်မယ်နော်ကျွန်တော်တို့ဒါထိုင်းထိမပေါက်ပါဘူးနော်အခုကျွန်တော်တို့ဒီမှာရင်လာထွက်ထားတဲ့ကဏ္ဍ6လုံးလေးကိုကျွန်တော်ရိုက်ထည့်မယ်နော်ရိုက်ကြည့်လိုက်မယ်4ခွန်1ခွန်7နှစ်အဲ့ဒါဆိုဒီဝေါ့ဆိုပြီးပြလိုက်မယ်နော်ကျွန်တော်တို့ထိုးထားတဲ့ထိုင်းထီကပေါက်တယ်လို့သူပြောထားတယ်နော်အဲ့လိုနည်းနဲ့ကျွန်တော်တို့ထိုင်းထီကိုအလွယ်တကူတိုက်နိုင်ပါတယ်အားလုံးအဆင်ပြေကြပါစေလို့မျှော်လင့်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ